အားလုံးပဲမင်္ဂလာပါလီဆူလေးစတူဒီယိုကနေပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ဒီဗီဒီယိုထဲမှာကျွန်တော်အနေနဲ့ဒီဆက်လေးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဆက်လေးကတော့အခုဒီမှာမြင်တွေ့နေတဲ့ဆက်ကလေးပဲဖြစ်ပါတယ်ဒီဆက်ကလေးကတင်းငယ်တလောက်အရန်ကိုအားကောင်းပြီးတော့အရန်သုံးလို့ကောင်းတယ်ဆိုတာကိုပြောပြပြစေဒီဆက်လေးရဲ့နာမည်ကတော့ Consul 1 China MK3 လို့ခေါ်ပါတယ်ဒီဆက်လေးရဲ့ထုတ်လုပ်ထားတဲ့ကုမ္ပဏီကတော့ Soft2 ကုမ္ပဏီလို့ခေါ်ပါတယ်အရောက်စီတိုင်းလေ့လာဖို့အတွက်ဖိတ်ခေါ်ပြစေကျွန်တော်တို့စလိုက်ရအောင်အခုဒီဆက်ကလေးကိုကျွန်တော်အနေနဲ့ဗီဒီယိုနှစ်ပိုင်းလုပ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒီဆက်ကလေးကိုဝယ်လိုက်ပြီဆိုတာနဲ့ချက်ချင်းသုံးလို့မရသေးပါဘူးအစောနာဒီဗီဒီယိုထဲမှာbox ကျွန်တော်ကင်တဲ့ box ထဲမှာသူ့ကို install လုပ်ရမယ့် link လေးရှိပါတယ်အဲ့ဒီ link ကိုဖွင့်ယူပြီးမှသူ့ရဲ့ website ကိုတွားပြီးမှဒီဆက်ကလေးရဲ့သူနဲ့သက်ဆိုင်တဲ့အရာကိုကျွန်တော်တို့ install လုပ်ပြီးမှဒီဆက်ကိုကျွန်တော်တို့ recording software နဲ့အတူသုံးရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်အနေနဲ့ဒီအရာလေးကိုရှင်းပြသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့သူ့ရဲ့အကန့်သူ့ရဲ့ဒီဆက်လေးမှာသူ့အကန့်သူ့ရဲ့ကဏ္ဍဒီကန့်လေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့ filter ပေါ့နော်ဒီမှာတော့ shaper equalizer compressor drive ဆိုပြီးမှသူ့ကဏ္ဍနဲ့သူရှိတာဟုတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီဆက်ကိုဒီဟာကိုသုံးမယ်ဆိုတော့ဥပမာ filter ကိုသုံးမယ်ဆိုရင်စာ filter ကိုကျွန်တော်တို့နေရမှာဖြစ်ပါတယ်ဆိုတော့ဒီဘယ်လိုပုံစံသုံးတယ်လဲဒီ software နဲ့ဘယ်လိုပုံစံတွဲပြီးသုံးတယ်လဲဆိုတာကိုဒီဒုတိယဗီဒီယိုမှာကျွန်တော်အနေနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စလိုက်ရအောင်ဒီဆက်လေးနဲ့ဒီ software နဲ့ဘယ်လိုတွဲသုံးမလဲဆိုတာလေးကိုကျွန်တော်အနေနဲ့ကျွန်တော်လေ့လာထားတဲ့လောက်အသေးစိတ်လေးရှင်းပြသွားမှာဖြစ်ပါတယ်ဒီဆက်လေးအကြောင်းမရှင်းပြခင်မှာကျွန်တော်အနေနဲ့အနေငယ်လေးမေတ္တာရပ်ခံချင်ပါတယ်ဒီ mixing ကဏ္ဍလေးကိုစိတ်ပါဝင်စားတဲ့ညီကိုမောင်နှမများကျွန်တော်ရဲ့ page ကို follow လုပ်ချင်အဖြစ်အတူတကွလေ့လာကြရအောင်လို့ဖိတ်ခေါ်ပါရစေကဲဒီဆက်လေးကိုဘယ်လိုသုံးမလဲဆိုတာကျွန်တော်တို့စလိုက်ရအောင်ဒီ base ကိုပထမအဆုံးအခြေခံပြီးတော့ကျွန်တော်တို့စလိုက်ရအောင်ဒီ baseline ကိုအစောနာကျွန်တော် mixing တခြားသော plugin ဒီနဲ့ mixing လုပ်တာဖြစ်တဲ့အတွက်ကျွန်တော် off လုပ်လိုက်ပါမယ်ဆိုတော့ဒီ logic တုံးတဲ့လူတွေကဒီ plugin တွေကိုဘယ်နားမှာဘယ်လိုသွားရှာရမလဲဘယ်လိုယူသုံးရမလဲဆိုတာကိုသိတာဖြစ်တဲ့အတွက်ဒီမှာမသိနားမလည်သေးတဲ့သူဒီအတွက်ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဒီကျွန်တော်ရဲ့များတန်လေးကိုလိုက်ကြည့်ပေးလိုက်ပါဒီဘေးကဘာတန်းလေးမှာဒီကိုယ့်ရဲ့ mouse လေးနဲ့နှိပ်ယူလိုက်ပါဒီ Consul 1ကြတော့အစောနာကျွန်တော်ဒီတချင်းတွေကိုဒီ set လေးနဲ့ mixing လုပ်နေတာဖြစ်တဲ့အတွက်ဒီမှာသူ့အတူပေါ်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မပေါ်ဘူးဆိုရင်ဒီအောက်နားလေးမှာ audio unique ဆိုတာလေးကိုနှိပ်လိုက်ပါဆိုတော့ဒီမှာပေါ်နေပါလိမ့်မယ်သူ့ရဲ့ဒီကိုဝယ်ထားတဲ့ software ကုမ္ပဏီဒီပေါ့နော်ဆိုတော့ဒီ set လေးကသူ့ရဲ့ကုမ္ပဏီနာမည်က Soft2 ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ Soft2 ကိုနှိပ်လိုက်ပါမယ်ဆိုတော့ဒီ Soft2 ကိုနှိပ်လိုက်တာနဲ့ကိုဝယ်ထားတဲ့ plugin တွေရှိသလောက်ပေါ်နေပါလိမ့်မယ်ဆိုတော့ဒီအခုဒီဗီဒီယိုထဲမှာဒီ set လေးအကြောင်းပဲပြောတာဖြစ်တဲ့အတွက်ဒီ set လေးရဲ့နာမည်က Consul 1ဖြစ်ပါတယ်ဆိုတော့ဒီ Consul 1ကိုကျွန်တော်တို့နှိပ်ယူရမှာဖြစ်ပါတယ်ပေါ့နော်ခဏလေးစောင့်လိုက်အောင်ဒီလိုပေါ်လာပြီဆိုရင်ဒါကြတော့ဒီ set နဲ့ဒီအထဲကသူ့ရဲ့တခြားသော plugin တွေ software တွေတုံးတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီဟာမလိုတဲ့အတွက်ပိတ်လိုက်ပါမယ်ဆိုတော့ဒီ set လေးကို direct သုံးလို့ရအောင်ကျွန်တော်တို့နှိပ်ယူရမှာဖြစ်ပါတယ်ဆိုတော့ဒီဘက်ဘေးမှာ set လေးနှစ်ခုရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်ယူလိုက်ပါဒီလိုပေါ်လာပြီဆိုရင်โอเคဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီ set လေးကိုစ
အသက်ဝင်ပါပြီသုံးလို့ရပါပြီပေါ့နော်ဒီလိုလေးပေါ်လာမှဒါလေးသူကသုံးလို့ရမှာဖြစ်ပါတယ်ရှိနာကဒီဗီဒီယိုထဲမှာသူ့ရဲ့အကန့်အသတ်လိုင်းကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီဒါတော့ filter ပေါ့နော်ဒီဟာကြတော့ဒါ shaper ဒါကြတော့ equalizer ပေါ့နော်ဒါကြတော့ဒီ compressor ဒါကတော့ dry ပေါ့နော်ဆိုပြီးတော့ကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာကျွန်တော်တို့စတင်ပြီးတော့သုံးကြည့်အောင်ဒီ filter အနေနဲ့ပေါ့နော်သူ့ရဲ့ကဏ္ဍအတီးတီးလိုင်းမှာဒီအဆက်လေးတွေရှိတယ်ပေါ့နော်ဒီအဆက်လေးတွေကိုကိုကဒီ filter ကိုသုံးမယ်ဆို filter ကိုကနေယူရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ filter လေးကိုကျွန်တော်အနေနဲ့နေပြီးသားဖြစ်တဲ့ပြန်ဒီလိုပြန်နေယူရမှာဖြစ်တဲ့ဒါ off ပေါ့နော်ဒါပြန်လေပြီးတော့နေယူရမှာဖြစ်ပါတယ်ဆိုတော့သုံးကြည့်အောင်ကျွန်တော်တို့เนาะဘယ်လိုလေးဆိုတာဒီဟာလေးဘယ်လိုမြင်တယ်လဲဆိုတာပေါ့နော်ကျွန်တော်တို့တုံးကြည့်ရအောင်ဘယ်လိုလေးမြင်မလဲဆိုတာကိုကျွန်တော်စပြီးတော့play လုပ်ကြည့်လိုက်မယ်เนาะကျွန်တော်ရဲ့ဒီ mouse နဲ့ကျွန်တော်ဒီမှာလဲ့သွားတဲ့အရာလေးဒီကိုလိုက်ပြီးတော့နားထောင်ကြည့်ရအောင်ဆိုတော့ဒီဟာကြတော့ဒီဆက်ကိုကျွန်တော်တို့ဘာမှမသုံးသေးတာဖြစ်တယ်ဒီ baseline ကတို့တီးတဲ့နေရာမှာဒီ base နဲ့ပတ်သက်တဲ့ဒီ effect တို့ဘာတို့တို့လုံးဝမသုံးထားဘူးပေါ့နော်ဒီတိုင်းblind ဒီတိုင်း blind တီးထားတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူဆရပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီဆက်လေးအဖြစ်အကောင်းဆုံးဖန်တီးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုထဲမှာကျွန်တော်အနေနဲ့ပြောပြသွားမှာဖြစ်ပါတယ်ခုတော့ဒီဟာကိုကျွန်တော်တို့ဘယ်လိုသုံးတယ်လဲဆိုတာကိုအခြေခံလေးကျွန်တော်တို့လိုက်လုပ်ကြည့်ရအောင်ကျွန်တော်ဒီ filter ကိုလိုက်ပြီးတော့လဲ့ကြည့်ပါမယ်เนาะနားထောင်ကြည့်ရအောင်အတန်လေးနဲ့ဒီမှာတန်လေးတွေကတော့ငြိမ်ငြိမ်လေးနဲ့အရန်ကိုနူးညံ့စွာပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီနားလေးမှာလိုက်ကြည့်ပြလိုက်ပါနော်base ကဘလို့အတန်ပြောင်းသွားတယ်လဲဆိုတာကိုဒီမှာကြည့်ရှုပြီးနေတဲ့ညီကောင်မောင်နှမများတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဖက်ဘေးနားလေးနည်းနည်းလေးအောက်ချကြည့်အောင်နော်ဆိုတော့ဒီအောက်နားလေး၃လေးကိုကျွန်တော်တို့လုပ်ယူရမှာဖြစ်ပါတယ် low cut ပေါ့နော်ခုနကျတော့ high cutဆိုတော့အတန်လေးကကိုလိုချင်တဲ့အတန်လေးကိုလိုက်ရှာပြီးတော့လိုက်လုပ်ရမှာဖြစ်ပါတယ်ထို့နည်းတူပဲဘောနော်ဒီဘက်ကဒီ shaper ကိုတစ်ချက်လောက်စမ်းကြည့်လိုက်ရအောင်နော်ဒါကတော့ကျွန်တော်အနေနဲ့ဒီလိုလေးသုံးလို့ရတယ်ဆိုတဲ့အရာလေးဒီကိုပြောပြတာဖြစ်ပါတယ်ဒီမှာကြည့်ရှုနေတဲ့ညီကောင်မောင်နှမများဒီထက်ပိုပြီးတော့လေ့လာလို့ရတဲ့အကြောင်းလည်းပြောပြပါရစေဒီကန္တာဒီ shaper ကိုနေရာမှာစမ်းကြည့်ရအောင်ဆိုတော့ဒီနေရာလေးကိုကျွန်တော်တို့သူနေရာရှိတယ်ပေါ့နော်ခလုတ်လေးနေရာဆိုတော့ကျွန်တော်တို့ဒီဟာကိုစမ်းကြည့်ပါနော်
ဒီမာလေးပေါ့နော်ဒီ line လေးတွေကိုလိုက်ကြည့်ပြလိုက်ပါဒီလိုလေးကိုလိုချင်တဲ့အတန်ကိုလိုက်ရှူရမှာဖြစ်ပါတယ်ပေါ့နော်ဒီအရန်စိတ်ဝင်စားစရာကောင်းပါတယ်ဒီ base ကိုအရန်လှပအောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဒီ set လေးကကျွန်တော်အနေနဲ့လေ့လာတဲ့အချိန်မှာ base နဲ့ drum ကိုအရန်ကောင်းအောင်လုပ်လို့ရတယ်ကျန်တဲ့ဒီguitar ပေါ့နော် guitar ကိုတော့ကျွန်တော်အခုလေ့လာနေစေဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဗီဒီယိုဒီထဲမှာ guitar နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်အနေနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ဒါလေးကိုပြန်လည်ပြီးတော့လေ့လာကြည့်ရအောင်base ကတော့တော်တော်လေးကိုအတန်အားကောင်းတာကိုတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဖက်မှာအားလုံးကိုကြတော့ကျွန်တော်အနေနဲ့ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ရှင်းပြမနေတော့ဘူးပေါ့နော်ဒီလိုသူ့ကန်တာနဲ့သူနေပြီးတော့လိုက်ချိန်ယူရမှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်အနေနဲ့ဒီအခု equalizer ကိုအနည်းငယ်လေးလိုက်ပြီးတော့နေကြည့်ရအောင်ပေါ့နော်ဘလို့အတန်လေးထွက်တယ်လေဆိုတာဒီမှာကြည့်ရှုနေတဲ့ညီကိုမောင်နှမများလဲကြားရအောင်ပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါမယ်ခုဒီမှာမြင်တဲ့အတိုင်းပဲကိုလိုချင်တဲ့အတန်လေးတွေကိုကိုကလိုက်ရှာရမှာဖြစ်ပါတယ်စိတ်ရှည်ရှည်လေးနဲ့လိုက်ရှာရင်အရန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အရန်လဲကောင်းအောင်လုပ်လို့ရတယ်ဆိုတဲ့အရာလေးကိုတင်ကောင်းလေးပြီးပြစေဒီဖက်မှာ compressor ကိုပြန်လည်ပြီးတော့လေ့လာရအောင် compressor လေးကိုက compressor ကိုစလေ့လာမယ်ဆိုရင်ဒီမှာနေရမှာဖြစ်ပါပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ပြန်လည်နေကြည့်ဒီလိုကိုကလိုက်နေပြီးတော့ကိုမကြိုက်ဘူးနော်ကိုပုံမှန်နေရာမှာပဲပြန်ထားချင်တယ်ဆိုရင်ဒီကိုဆော့ထားတဲ့ကိုဒီအသုံးလေးကိုတစ်ချက်နှစ်ချက်လေးနှိပ်လိုက်ရင်သူရဲ့ပုံမှန်အနေထားကိုရောက်သွားတာဖြစ်ပါတယ်ပေါ့နော်ဒီလိုပဲဆောနာပြောသွားတဲ့အတိုင်းပဲစိတ်ရှည်စွာနဲ့ကိုလိုချင်တဲ့အတန်ကိုရဖို့အတွက်ကိုယ့်အကိုချိန်တွေ့ယူရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဘက်ဒီ drive ကိုကျွန်တော်အနေနဲ့အနည်းငယ်လေးပြောပြချင်ပါတယ်ဒီ drive ကအရန်စိတ်ဝင်စားစရာကောင်းပါတယ်ပေါ့နော်ဒီ drive ကအတန်ပို့ပြီးတော့ကျယ်လာစေမှာဖြစ်ပါတယ်ပေါ့နော်မိတ်ဆွေတို့ကြားတဲ့တွေ့ရတဲ့အတိုင်းပါပဲပေါ့နော်ဒီဆက်လေးကတော်တော်လေးကိုကျွန်တော်အတွက်အရန်ကိုအတုံးဝင်တယ်စိတ်ပါဝင်စားတဲ့ညီကိုမောင်နှမများဒီဆက်လေးကိုဝယ်ဖို့အတွက်အကြံပြုချင်ပါတယ်ကျွန်တော်ကတော့ဆွေဝါသားကုမ္ပဏီကနေဝယ်ထားတာဖြစ်ပါတယ်ကိုမလိုတော့ဘူးဆိုရင်ဒီ drive လေးကိုပြန်လည်ပြီးတော့နှိပ်လိုက်ရင်သူ့ကိုပုံမှန်နေရာမှာရောက်ရှိသွားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်အနေနဲ့ပြန်ပိတ်လိုက်ပါမယ်ဒီဟာလေးကိုပိတ်မယ်ဆိုရင်ဒီဒေါက်နာလေးမှာဆက်လေးကိုနှိပ်ပိတ်လိုက်ပါဆိုတော့ဒီဆက်လေးကဘယ်လောက်ထိကောင်းတယ်လဲဆိုရင်ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဒီကိုမြင့်တင်ချင်တဲ့ line လေးကိုပေါ့နော်ဒီလိုလေးနှိပ်ထားပြီးမှဆိုရင်ဒီမှာ volume ဆိုတာရှိတယ်ပေါ့နော်တော့ဒါကိုလည်း short အတင်းသူကလုပ်လို့ရတယ်ပေါ့နော်အရန်ကောင်းတယ်အရန်လဲအတုံး
ဝင်တယ်ပေါ့နော်ဆိုတော့ဒီမှာ left right ကိုဖန်တာလဲလုပ်လို့ရတယ်ပေါ့နော်ကိုလိုချင်တဲ့ဥမာဒီ KB တို့line တွေကိုကိုကတခြားသော line တွေကိုကိုကလိုချင်တယ်ဆိုရင်ဒီ left right ဖန်တာလုပ်မယ်ဆိုရင်လည်းအရန်ကိုသုံးရတာလွယ်ကူတယ်ပေါ့နော်ဒီမှာသုံးရလွယ်ကူတယ်ဒီဆက်လေးရဲ့အသုံးလေးရတယ်နေရတာအရန်ကိုကောင်းတယ်အရန်နူးညံ့ပြီးမှလုပ်ရတာအရန်လွယ်တယ်ပေါ့နော်ဒါကြောင့်ဒီမှာကြည့်ရှုအပေးနေတဲ့ညီကိုမောင်နှမများဒီဆက်လေးနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Facebook မှာ Messenger မှာဒီ text အားဖြင့်တော့၎င်း comment မှာအားဖြင့်တော့၎င်းမေးမြန်းလို့ရပါတယ်ကျွန်တော်နားလေတလောက်ကျွန်တော်လက်လန်းမီတလောက်အနေနဲ့လက်လန်းမီတလောက်ကျွန်တော်အနေနဲ့ရှင်းပြဖို့အစဉ်သင့်ရှိတဲ့အကြောင်းဒီဗီဒီယိုထဲမှာဒီလောက်နဲ့ရနာပြစေ